が開きます。扉に手を触れないよう。ပြောင်းမဲ့အိမ်နာကိုတွားကြည့်တာဖြစ်ပါတယ်။အားနဲ့နီးတော့ဆိုတော့ dress store နဲ့ကတော့နေတဲ့အဆောက်အဦပဲရှိတဲ့မှာ dress store ရှိတယ်။ super တို့ Daiso တို့နဲ့ကအရင်မနေဘူးအရင်နဲ့မဝေဘူးသွားမယ်ဆိုတော့တွားလို့ရရတယ်။နောက်ပြီးတော့အလုပ်ကိုတွားရင်ယထာဘူတာနဲ့မနေဘူးဘတ်ကားနဲ့သွားမှရမှာမဟုတ်ရင်စပိန်ရှိတဲ့အတွက်စပိန်နဲ့သွားလို့ရတယ်ဒါပေမဲ့တခုရှိတာအခုစပိန်ထားမယ့်နေရာအဆောင်မှမရှိဘူးစပိန်မနာထားမှာမသိစပိန်ထားတဲ့နေရာအဆင်ပြေပြီဆိုလို့ရှိရင်အလုပ်ကစပိန်နဲ့သွားလို့တိတ်မဝေးဘူးလဲလျှောက်သွားရင်တော့မှ35မိနစ်လောက်ဆိုရောက်ပါတယ်စပိန်နဲ့ဆိုရင်တော့အလုံးဆုံး15မိနစ်လောက်ပေါ့ဒီဘွိုင်းမီတာနဲ့ပါတယ်15မိနစ်လောက်ဆိုအလုပ်ကိုရောက်ပြီ2025年春夏コレクションは軽やかなレイヤードスタイルがテーマ。